Hello ဝီယူရဲ့ Beyond the Kitchen ကနေပြီးတော့ကြိုဆိုပါရစေ။ဝီယူကဒီနေ့ရှမ်းထမင်းချင်းလေးလှုပ်စားဖြစ်တယ်။ရှမ်းထမင်းချင်းတို့ဝတ်သက်ချင်းတို့ဆိုလို့ရှိရင်ဂျူးမြစ်လေးကိုက်ပြီးစားမှပိုပြီးရတာရှိတာ။အဲ့ဒါကြောင့်ဒီဂျူးမြစ်ကိုခက်ခဲရှာဝယ်ထားတာပါ။မြေကြီးရဲ့သဲတွေပြောင်တော့ရေတော်တော်ကိုဆေးယူရတယ်။4-5-6ရေမကအောင်ဆေးရတယ်။ပြီးတော့ဒီအယိုးလေးတွေမရှင်းခင်မှာပဲစားရည်စိန်ထားလိုက်တယ်။ပြီးရင်အမြင့်ကလေးတစ်ချောင်းစီကကြီးနဲ့ညက်ပါတယ်ဒါကတော့ရှမ်းပဲပုတ်ချက်ပါပုံမှန်တိုင်းဆိုရင်တော့မြန်မာပြည်ကလာတဲ့ဒီပဲပုတ်မုံလေးတွေကိုတစ်ခါတည်းထည့်တယ်ဒါပေမဲ့ပဲပုတ်မုံကကုန်နေတော့လေပဲပုတ်ကိုဒီလိုမီးခင်ပြီးတော့အမှုန့်ကျရပါတယ်နည်းနည်းတော့အလုပ်ပိုရှုပ်သွားတာပေါ့ဒါတော့မီးခင်ထားတဲ့ပဲပုတ်အမှုန့်လေးတွေရပါပြီပြီးရင်ကြက်သွန်ဖြူစီချက်ပါတယ်စီရဲ့စနွေးရဲ့ကြက်သွန်ဖြူရဲ့ကြက်သွန်ဖြူဘက်လေးတွေရောင်ပြောင်းပြီးတော့ကျွတ်လာပြီဆိုရပါပြီဒါတော့ပဲပုတ်ချက်လေးချက်ဖို့ရအတွက်ပါကြက်သွန်နီရဲ့စနွေးအယောင်တွေမုတ်ထည့်ထားပါတယ်ကြက်သွန်နီလေးအယောင်ပြောင်းပြီးမွေးလာပြီဆိုလို့ရှိရင်ခရမ်းချင်သီးထည့်ပါတယ်ဒီနေ့တော့ဝယူခရမ်းချင်သီးဘူးကိုပဲဖောက်ပြီးတော့ထည့်လိုက်တယ်ခရမ်းချင်သီးကကြိတ်ထားအောင်မဟုတ်ဘူးအဖက်တင်နေဆိုတော့လေအဲ့ဒါတွေဝီယူဘလန်ဒါထဲထည့်ပြီးတော့ကြေအောင်လုပ်လိုက်တယ်ပြီးတော့တစ်ခါပြန်ချက်ဝက်ပြီဆိုလို့ရှိရင်ပဲဖို့အမုတ်3-4စွန်းလောက်ထည့်လိုက်ပါတယ်ဆိုတော့စမ်းစားဖို့အတွက်ပဲဖို့အနှစ်ချက်ကလေးရပါပြီရှမ်းသမင်းကြီးလုပ်ဖို့ရအတွက်ခရမ်းချင်သီးအာလူးနဲ့ဆန်စီတစ်မျိုးလိုတယ်ရှမ်းဆန်မရှိတော့ဝီယူကတော့ဒီမှာ jasmine rice ကိုသုံးထားပါတယ်စနွင်းထည့်ပါတယ်ပြီးတော့စားလေးထည့်ပါတယ်ဒါစားပါပြီးရင်ခရမ်းချင်သီးနဲ့အာလူးခွာထားတာထည့်လိုက်ပါတယ်မွေပေးရပါတယ်စနွေးနေတနေရာထဲမှာပဲဖြစ်နေမှာဆိုလို့နှံ့အောင်မွေပေးလိုက်ပါရေကတော့ပုံမှန် jasmine rice ကိုချက်နေကြပမာဏထက်တစ်ခွက်လောက်ပိုပြီးတော့ထည့်တယ်အာလူးလေးထည့်ထားတယ်ထမင်းကိုလည်းနည်းနည်းပိုပြီးတော့ပြေးခြင်းနဲ့အဲ့အတွက်ကြောင့်ပါကြက်ပြီဆိုရင်တော့ဒါကြက်ချင်းပေါ့နော်ခလုတ်တက်တာနဲ့ဝင်းယူကစပြီးတော့မှွေပါတယ်သူ့ကိုကြည်နေအောင်အားရပါရနေပါတယ်တချို့တွေကတော့ထမင်းအစီလေးတွေကိုကြိုက်တယ်ပေါ့နော်အဲဆိုရင်တော့သူတို့အရန်ကြည်အောင်မမွေဘူးဝီယူကတော့ထမင်းနဲ့မတူတော့တဲ့အရာသာဖြစ်သွားတာကိုကြိုက်တယ်အဲဒါကြောင့်မလို့အရန်ပြဲနေတဲ့အထိကိုနေတယ်နေပြီးပြီဆိုအပြားလေးစားလုပ်ပါမယ်စီချက်ကိုလက်မှာရောဒီလုံမဲ့ဖုံးလေးမှာရောဝနေအောင်တုတ်ထားပါမယ်အဲ့ဒါမှမကတ်သွားမှာပါကိုစားခြင်းနဲ့အရွယ်စားပုံမူတည်ပြီးတော့ဒီဖုံးလေးတွေခွက်ကလေးတွေကိုသုံးလို့ရပါတယ်တခုလုပ်ပြီးတိုင်းခွက်ကလေးမှာစီလေးပြန်တုပ်ပေးရပါတယ်မကတ်အောင်လို့ပါဒါကတော့စီကန်စက်ကူပေါ်မှာဒလိမ့်နှုံနဲ့လှိမ့်ပြီးတော့လှုပ်ထားတာပါဒီလိုပပပြလေးတွေရအောင်လို့ပေါ့ဆိုင်မှာရောင်းရင်တော့ဒီလိုပပပြလေးတွေရောင်းတယ်ဒါလေးကို2ချက်3ချက်လောက်ထပ်ပြီးတော့ကက်ကြီးလေးနဲ့ညှက်ပြီးတော့အနှစ်ကလေးစမ်းပေးတာပေါ့နော်သူကလည်းဆိုင်မှာဆိုတော်တော်စားလို့ကောင်းပါတယ်ဒါမဲ့ဒါတော်တော်လက်ဝင်ပါတယ်ဝင်းယူတယောက်တည်းလို့ရှိရင်တော့ဒါဒီနေ့တစ်ရက်လုံးပြီးတော့မှမဟုတ်ဘူးအဲဒါကြောင့်ပုံမှန်လုပ်နေကြအိမ်စားတဲ့ style ပေါ့နော်အဲ့အတိုင်းပဲလုပ်ပါတယ်ဒါကတော့အရင်ကျွမ်းကျင်ပါတယ်လွယ်တော့လေအချက်အစိတ်လောက်ကိုနိုင်ဝက်လောက်ဆိုရင်ပြီးပါပြီပြားပြီဆိုတော့ဒါစားဖို့အစဉ်သင့်ပြင်မာတော့မယ်ဒီထမင်းဝါပြားလေးပေါ်မှာပဲပုတ်ချက်လေးစမ်းပါတယ်ပြီးလို့ရှိရင်ဒီကြက်သွန်ဖြူစီချက်မွေးလေးထည့်ပါတယ်ကြက်သွန်မိတ်လေးရှိလို့ကြက်သွန်မိတ်လေးဖြူလိုက်တယ်ကြက်သွန်ဖြူနက်ပင်ဂျူးမြစ်ကလေးနဲ့ကတ်စားတယ်ပဲပုတ်မုံကတော့ကိုကကြိုက်လို့ထပ်ဖြူတာပါအနှစ်ချက်ထဲမှာလည်းပဲပုတ်ကပါပြီးသားပါငရုတ်တီးအတောင်ကျော်လေးနဲ့ပဲကြိုက်စားကြတယ်ဝင်းယူမှာတော့ငရုတ်တီးအတောင်ကျော်မရှိတော့ဒီငရုတ်တီးကျော်ဒီနဲ့ပဲတွဲစားလိုက်ပါတယ်ဒီလိုမျိုးလေးကြက်သွန်ဖြူလေးနက်ပင်လေးနဲ့တွဲပြီးတော့စားတယ်ပြီးရင်ဂျူးမြစ်ကလေးကိုကိုက်ပြီးတော့စားတယ်အရန်ကောင်းတယ်ရတာတော့လေပြောမပြတတ်လောက်အောင်ပဲဒါကတော့တကယ်ရှမ်းပြည်အရာသာ
ရှမ်းပြည်မြောက်ပိုင်းမှာပဲစားရတဲ့အရာသာမျိုးပါအားလုံးပဲစားကြပါဦးရှင်